နိုင်ငံတော်အစိုးရသည် PDF အပါအဝင်အဖွဲ့အစည်းအမျိုးမျိုးအမည်ခံပြီးလက်နက်ကင်စန့်ကျင်လျက်ရှိတဲ့အဖွဲ့အစည်းများအတွင်းရောက်ရှိနေသူများအားဥပဒေပေါင်းအတွင်းသို့ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်ပြီးဥပဒေပေါင်းအတွင်းသို့ပြန်လည်ဝင်ရောက်လာကြသူများကိုလည်းလိုအပ်တဲ့ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိပါသည်။အဲဒီလိုဆောင်ရွက်ပေးမှုများကြောင့် PDF အမည်ခံအဖွဲ့ဝင်များသည်ဥပဒေပေါင်းအတွင်းသို့ပြန်လည်ဝင်ရောက်လျက်ရှိပါသည်။ထို့အတူတပ်မတော်စစ်ကြောင်းများကမန္တလေးတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံပူးပေါင်းဖွဲ့များယာယီဆွံ့ပိုးထားတဲ့နေရာများအားတစ်ခုပြီးတစ်ခုပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းများကြောင့်ပြည်သူများအနေဖြင့်ဝမ်းသာအားရကြိုးစိုးထောက်ခံလျက်ရှိပြီးစိတ်အားထက်သန်စွာအားပေးထောက်ခံမှုယုံကြည်အားကိုးမှုတပ်မတော်နှင့်အတူပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့မှုများကြောင့်အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်စိတ်သက်ကြဆင်းကဆက်လက်ခုခံလိုခြင်းမရှိတော့တဲ့အတွက်လက်နက်ကိုင်လမ်းစဉ်ကိုဆွန့်လွတ်ပြီးအေးချမ်းစွာနေထိုင်လိုကြတဲ့ PDF အမည်ခံအဖွဲ့ဝင်များသည်ဥပဒေပေါင်းအတွင်းသို့တဖွဲ့ပြီးတဖွဲ့ပြန်လည်ဝင်ရောက်လျက်ရှိရမှာသက်ဆိုင်ရာနယ်မြေများ၌တာဝန်ရှိသူများကအသီးသီးကြိုးစိုးလက်ခံခဲ့ကြပါသည်အဆိုပါဥပဒေပေါင်းတွင်ဝင်ရောက်လာကြသူများအားမိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံခြင်းကိုဒီကနေ့မှအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရှိဆေးပြကွင်းမှကျင်းပပြုလုပ်ရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်မှူးချုပ်အောင်သိန်းနဲ့တာဝန်ရှိသူများဌာနဆိုင်ရာတာဝန်ရှိသူများဥပဒေပေါင်းအတွင်းသို့ဝင်ရောက်လာသူများ၎င်းတို့ရဲ့မိဘအုပ်ထိန်းသူများနှင့်ဖိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ကြပါသည်ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ကမှာစကားပြောကြားပြီးတိုင်းမှုကတရားဥပဒေပုံမှန်များနဲ့ပတ်သက်ပြီးအသိပညာပေးစကားများရှင်းလင်းဆွေးနွေးပြောကြားပါသည်အဲဒီနောက်ဥပဒေပေါင်းအတွင်းပြန်လည်ဝင်ရောက်လာခဲ့ကြသူများက၎င်းတို့နှင့်အတူပါရှိလာတဲ့လက်နက်မျိုးစုံ88လက်နဲ့လက်ပစ်ပုံသီး38လုံးစကားပြောဆက်3လုံးကြည်မျိုးစုံ50ကြည်မျိုးစုံ3362တောင်မိုင်းမျိုးစုံ14လုံးကြည်ကအင်ဂျီတစ်ထည်ကြည်ကအုတ်ထုပ်5လုံးတို့အားလွှဲပြောင်းအပ်နေရမှာတိုင်းမှုကလက်ခံရယူပါသည်အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တိုင်းမှုတို့ကမောင်းပြန်ရိုင်ဖယ်တနက်တစ်လက်အတွက်စုချင်းငွေကျပ်350နှုန်း RPG တစ်လက်အတွက်စုချင်းငွေကျပ်85သိန်းနှုန်းလက်လုံတနက်တစ်လက်နှုန်းအတွက်စုချင်းငွေကျပ်5သိန်းနှုန်းလက်ပစ်ဘုံသီးတစ်လုံးစီအတွက်စုချင်းငွေကျပ်3သိန်းနှုန်းစကားပြောဆက်တစ်လုံးအတွက်စုချင်းငွေကျပ်2သိန်းနှုန်းကြေကအင်ဂျီတစ်ထည်လျင်စုချင်းငွေကျပ်2သိန်းနှုန်းကြေကအုတ်ထုပ်တစ်လုံးလျင်စုချင်းငွေကျပ်2သိန်းနှုန်းနဲ့အလင်းဝင်ရောက်လာသူများအားတဦးလျင်ငွေကျပ်3သိန်းနှုန်းဖြင့်စုစုပေါင်းငွေကျပ်3,200ခန့်နဲ့တောက်ပံ့ပစ္စည်းများကိုပေးအပ်ပါသည်အဲဒီနောက်ဥပဒေပေါင်းတွင်ပြန်လည်ဝင်ရောက်လာခဲ့ကြသူများအားခံဝန်ကတိလက်မှတ်ရေးထိုးစေပြီးမိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအနှံပေးခဲ့ကြပါသည်အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်တိုင်းမှုနှင့်တာဝန်ရှိသူများကဥပဒေပေါင်းအတွင်းပြန်လည်ဝင်ရောက်လာသူများမှအနှံထားတဲ့လက်နက်ခဲယမ်းများအားကြည့်ရှုစစ်ဆေးပြီးတရောက်လာကြသူများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကစားတော့ဖွေရများဖြင့်တေခင်းအိတ်ခံခဲ့ပါသည်ဒီကနေ့မှာဥပဒေပေါင်းအတွင်းပြန်လည်ဝင်ရောက်လာကြသူများအားပြန်လည်လွှဲပြောင်းအနှံခဲ့မှုအနေဖြင့်မန္တလေးတိုင်းဒေသကြီးအောင်မြေသာဆန်မြို့နယ်မှအမျိုးသား39ဦးအမျိုးသမီး5ဦးကျန်းရီသာဆန်မြို့နယ်မှအမျိုးသား3ဦးကျမ်းမြသာစီမြို့နယ်မှအမျိုးသား2ဦး
ပြည်ကြီးတူမြို့နယ်မှာအမျိုးသား6ဦးအမရပူရမြို့နယ်မှာအမျိုးသား10ဦးအမျိုးသမီး2ဦးပသိမ်ကြီးမြို့နယ်မှာအမျိုးသား3ဦးအမျိုးသမီး1ဦးကြောက်ဆယ်မြို့နယ်မှာအမျိုးသား1ဦးစင်ခံမြို့နယ်မှာအမျိုးသား2ဦးတရဦးမြို့နယ်မှာအမျိုးသား1ဦးငဇုံမြို့နယ်မှာအမျိုးသား2ဦးပြုံးလွင်မြို့နယ်မှာအမျိုးသား4ဦးဗိဒလာမြို့နယ်မှာအမျိုးသား2ဦးအမျိုးသမီး1ဦးနထိုးကြီးမြို့နယ်မှာအမျိုးသား9ဦးကျမဲသင်းမြို့နယ်မှာအမျိုးသား2ဦးအမျိုးသမီး1ဦးမိုးကုတ်မြို့နယ်မှာအမျိုးသား4ဦးမရယာမြို့နယ်မှာအမျိုးသား58ဦးအမျိုးသမီး2ဦးစင်ကူးမြို့နယ်မှာအမျိုးသား219ဦးအမျိုးသမီး31ဦးတပိတ်ချင်းမြို့နယ်မှာအမျိုးသား68ဦးအမျိုးသမီး9ဦးကြောက်ပတောင်းမြို့နယ်မှာအမျိုးသား3ဦးမြင်းချံမြို့နယ်မှာအမျိုးသား10ဦးအမျိုးသမီး2ဦးညောင်ဦးမြို့နယ်မှာအမျိုးသား5ဦးအမျိုးသမီး1ဦးမကွေးတိုင်းဒေသကြီးမကွေးမြို့နယ်မှာအမျိုးသား2ဦးငဖဲမြို့နယ်မှာအမျိုးသား3ဦးတောင်တွင်းကြီးမြို့နယ်မှာအမျိုးသား3ဦးဖြစ်ပြီးအမျိုးသား453ဦးနဲ့အမျိုးသမီး53ဦးစုစုပေါင်း906ဦးဖြစ်ကြောင်းသိရပါတယ်အဆိုပါဥပဒေပေါင်းတွင်သို့ဝင်ရောက်လာကြတဲ့ PDF အမည်ခံအဖွဲ့ဝင်အများစုသည်မိသားစုဝင်ဆွေမျိုးများအားချင်းချောက်အကြက်ကံ၍အတင်းအဓမ္မစုဆောင်ခံကြရသူများဖြစ်ပြီးအကြမ်းဖက်လုပ်ရများကိုလက်မခံနိုင်တော့ခြင်း၎င်းအဖွဲ့များအတွင်းမှာပင်အထက်အောက်အဆင့်တန်းခွဲခြားပြီးအချင်းချင်းဗိုလ်ကျနှိပ်စက်တပ်ဖြတ်ခြင်းအာဓမ္မမှုကျူးလွန်ခြင်းတမတော်ရဲ့တိုက်စစ်ကိုခုခံနိုင်မှုမရှိတော့ဘဲစိတ်ထက်ကြဆင်းလာခြင်းတို့အပြင်နိုင်ငံတော်နဲ့တမတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုယုံကြည်လက်ခံပြီးဥပဒေပေါင်းအတွင်းငြိမ်းချမ်းစွာနေထိုင်ပြီး၎င်းတို့ကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရတဲ့နိုင်ငံတော်နဲ့ပြည်သူလူထုအတွက်ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့်လက်နက်ကင်လမ်းစဉ်အားဆွလွတ်ပြီးဥပဒေပေါင်းအတွင်းပြန်လည်ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်းသိရပါတယ်အဲဒီလိုဥပဒေပေါင်းအတွင်းပြန်လည်ဝင်ရောက်လာကြသူများအားပြန်လည်လက်ခံကြိုဆိုပြီးလိုအပ်တဲ့ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးကမိဘအုပ်ထိန်းသူများထံသို့စနစ်တကျပြန်လည်လွှဲပြောင်းပေးရလျက်ရှိရာဥပဒေပေါင်းအတွင်းသို့ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများကြန့်ရှိနေသေးကြောင်းသိရှိရပြီးဥပဒေပေါင်းအတွင်းပြန်လည်ဝင်ရောက်လိုသူများအနေဖြင့်နေဆက်ရာခရိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များတပ်စခန်းများနဲ့ရဲစခန်းများသို့အမြန်ဆက်သွယ်သတင်းပေးပို့လာပါကကြိုဆိုလက်ခံကလိုအပ်တဲ့ကူညီထောက်ပံ့မှုများပေးအပ်သွားမှာဖြစ်ကြောင်းနဲ့လက်နက်ခဲယမ်းများအတွက်စုချင်းငွေများပေးအပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ဥပဒေပေါင်းအတွင်းဝင်ရောက်လာကြသူများရဲ့ရင်တွင်းစကားသံများကိုလည်းယခုကဲ့သို့ကြားသိရပါတယ်။ဒီအကြမ်းဖက်ဖွဲ့စည်းတဲ့ဘယ်လိုဖြစ်ဝင်ဖြစ်သွားရလဲဆိုရင်တော့ကျွန်တော်နေပြီးတော့မှအလုံးလုံးနေရနေပြီးတော့မှတကယ်ချင်းကဖုံးဆက်ပြီးလမ်းခေါ်တာပေါ့နော်လာခဲ့ဒီမှာလာစားလေးကောင်းတဲ့ဆက်ဆက်ရအားလုံးစင်ပြအောင်လုပ်ပဲဘာမှလိုလေသိမရှိစေရဘူးဆိုပြီးတော့သူကခေါ်တာနေမှာဒီအကြမ်းဖက်ဖွဲ့စည်းတဲ့ရောက်သွားဖြစ်ပါတယ်ဗျအဲ့ကနေပြီးတော့မှကျွန်တော်တန်းတန်း3လတက်ခဲ့ရပါတယ်တန်းတန်း3လတက်တဲ့အချိန်တွင်းမှာဆိုလို့ရှိရင်လည်းစေးဝါးရဆိုလည်းလုံလောက်မပေးဘူးပေါ့နော်ဒီစားရဲ့10မိနစ်တည်းမှာဆိုလို့ရှိရင်သူတို့ကခဲရန်နေဓာတ်စီအဲ့လိုမျိုးထည့်ကျွေးပေါ့အဲ့လိုမျိုးထည့်ကျွေးရခါကျတော့တန်းတန်းကပင်ပန်းတဲ့အချိန်နဲ့ဒီစားရခါမှာအစင်ပြေခါကျတော့တချို့ဆိုလို့ရှိရင်ဖျားကြတယ်ဝမ်းမြက်ဝမ်းလျှော်ဖြစ်ကြတယ်ဒီလိုအခါမျိုးကြလို့ရှိရင်တို့ကစေကန်းတော့ပြရင်နင်တို့ကစားတော့မစင်ကျင်တာလူမျိုးကြီးဖြစ်မှာပေါ့ဆိုတော့ဒါနဲ့ပြစ်ထားတယ်မကူဝေးဘူးတချို့တွေကြောက်လဲဒါတွေမခံနိုင်လို့ပြေးကြတယ်ပြေးရသူတွေဆိုလို့ရှိရင်လမ်းမှာနေပြစ်တက်တယ်တချို့တွေဆိုပြန်ဖမ်းလာမိရဲ့လူတွေဆိုလို့ရှိရင်လေတို့တွေကလူတွေချုပ်ပြီးတော့မှရိုက်ကြတယ်တချို့ဆိုတင်မားတွေကိုသွေးတွေကိုထွက်တယ်ပါးတွေကိုဆိုလဲဗသက်ထင်းတွေသွေးတွေထွက်တဲ့တီကိုအဲ့လိုမျိုးရိုက်တယ်ကျွန်တော်တို့တင်တန်းကနေဆင်းပြီးတော့ပြည်သူ့စစ်နိုင်ဌာနမှာတာဝန်ထမ်းဆောင်ရတယ်ပြည်သူ့စစ်နိုင်ဌာနမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလမ်းတွေမှာဂိတ်တွေစောင့်ခဲ့ရတယ်ပေါ့ဒီလိုဂိတ်တွေစောင့်တဲ့အချိန်မှာဆိုရင်ကျွန်တော်ဖမ်းဆီးရေးလိုက်ရတယ်ဖမ်းဆီးရေးလိုက်တဲ့အခါမှာစေးမှုတွေလိုက်ဖမ်းတယ်စေးမှုတွေလိုက်ဖမ်းတဲ့အချိန်မှာဆိုလဲစေးမှုတွေရလာတယ်စေးတွေရလာတယ်ဆိုလို့ရှိရင်တို့ကတို့ပြန်သုံးတယ်ပြီးရင်အပြစ်မရှိတဲ့ပြည်သူတွေကိုဖမ်းလာတယ်ရိုက်တယ်နှက်တယ်အချုပ်ချတယ်ပြီးရင်ပတ်စံတွေတောင်းတယ်ရွှေလောက်ကွက်တွေပေါ့နော်ရွှေလောက်ကွက်ဆိုလို့ရှိရင်ဒီစင်ကူးနယ်မှာဆိုရွှေလောက်ကွက်14ကွက်ရှိတယ်ဒီ14ကွက်လုံးအကြမ်းဖက်အဖွဲ့အစည်းကနေပြီးတော့မှလက်ဝဲကြီးအုပ်ထားတယ်14ကွက်ထဲကိုဘယ်ပြည်သူ့မှာဘသူတူတူအောင်မှာတို့ကအဝင်မခံဝင်တဲ့သူတွေဆိုလို့ရှိရင်ရိုက်တယ်နှက်တယ်ပြီးလို့ရှိရင်ဖမ်းတယ်ချုပ်ချတယ်တချို့တွေဆိုလို့ရှိရင်ခေါင်းတွေရွှေပူနဲ့လောင်းခံရတယ်အဲ့လိုမျိုးတွေတောင်ရှိခဲ့တယ်ကျွန်တော်တို့တက်မတော်ကဒီစင်ကူးနယ်ဘက်ကိုပြန်ပြီးတော့ထိန်းချုပ်တဲ့အခါမှာပြည်သူတွေလှုပ်ရှားဖို့တဲ့ဆိုပြီးတော့ဒီရွှေလောက်ကွက်ကိုဘယ်နှကွက်ဆိုပြီးတော့ပြန်ချပေးရမျိုးရှိရဒီအကြမ်းဖက်ဖွဲ့စည်းရကြတော့အဲ့လိုမျိုးမဟုတ်ဘူးပေါ့ဗျာသူတို့ကဒီဟာကိုသူတို့ပဲပိုင်သိမ့်မယ်ဘယ်သူမှလာဝင်ယူလို့မရဘူးအဲ့လိုမျိုးတွေပေါ့အင်းလောက်တယ်ပေါ့အင်းလောက်တယ်ဆိုလို့ရှိရင်လည်းသူတို့ကတစ်လကို10သိန်းတောင်းတယ်မပေးနိုင်တဲ့သူဆိုလို့ရှိရင်ရိုက်တယ်အဲ့လိုမျိုးတွေလောက်တာပေါ့နော်ပေါ်လို့ရှိရင်ကျွန်တော်ဒီအဲ့မှာအခက်အခဲအများကြီးကြုံခဲ့ရတယ်ဒီရဲဘော်လုပ်တဲ့ကာလအတွင်းမှာဆိုလို့ရှိရင်ဟိုရဲဘော်ချင်းချင်းဆိုလို့ရှိရင်လည်းဗျာတို့တွေကမထီမမြင်နဲ့ပြောတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အထက်ကတာဝန်ခံနေဆိုလို့ရှိရင်ရဲဘော်မင်းကလေးဆိုလို့ရှိရင်ချောချောလေးဆိုတို့နားကိုခေါ်ထားတယ်ပြီးရေးစက်စကားတွေပြောတယ်ခြေတော်တွေတင်းတယ်အဲ့လိုမျိုးကျွန်တော်တို့ဆိုကြုံတွေ့ခဲ့ရတယ်အဲ့လိုမျိုး
ဒီရှိရတော့ကြောင့်မလို့ကျွန်တော်တို့လည်းကိုမလုံးကြုံမှုထင်လို့အဲ့အနေမှာထွက်ပြေးခဲ့ပြီးတော့ကျွန်တော်တို့ဒီတက်မတော်ဘက်ကိုအလင်းဝင်နေတက်မတော်ဘက်ကိုအလင်းဝင်တဲ့အခါမှာဆိုလဲသူတို့ကပြောတယ်နင်တို့မိန်းကလေးတွေတက်မတော်ဘက်အလင်းဝင်လို့ရှိရင်ဒီနို့အာရမပြုတ်ကျင်လိုက်မယ်ပြီးလို့ရှိရင်ယောက်ျားလေးဆိုလို့ရှိရင်လည်းစစ်မှုတန်းတွေကိုဆွဲထည့်မှာအဲ့လိုမျိုးပြောရတယ်ဒါပေမဲ့တကယ်ကျွန်တော်တို့ဝင်ခဲ့တဲ့အချိန်မှာအဲ့လိုမျိုးလုံးဝမဟုတ်ပါဘူးသူတို့စားတဲ့လိုမျိုးလဲစားရတယ်သူတို့နေတယ်လိုမျိုးလဲနေရတယ်ဆက်ဆက်ရအားလုံးအဆင်ပြေအောင်အကုန်လုံးလုပ်ပေးပါရဲ့ဗျဘာမှလိုလေမရှိပါဘူးသူတို့ပြောခဲ့သူတို့ကျွန်တော်တို့ဒီစကားတွေနဲ့တွေးထုတ်ခဲ့တဲ့စကားတွေကကျွန်တော်တို့အခုလက်တွေ့မှာလုံးဝတခြားစီပါရဲ့ဗျကျွန်တော်ပြောချင်တာကကိုတောထဲမှာပဲပေါ့နော်ကိုယ့်ဘွားရုပ်ကိုအနေမမခံပါနဲ့ဒီတက်မတော်ဘက်ကိုလာပြီးတော့မှအလင်းဝင်မှာတက်မတော်ဘက်ကိုအလင်းဝင်တဲ့အတွက်ကြောင့်မို့လဲခုဆိုရင်ကျွန်တော်ဆိုလဲကိုယ့်အိမ်ကိုပြန်ရတော့မယ်ပြီးလို့ရှိရင်လဲကိုမိဘတွေနဲ့ကိုပြန်ဆောင်တွေ့ရတော့မယ်ဗျတက်မတော်ဘက်ကိုလာပြီးတော့မှအလင်းဝင်မှာတက်မတော်ကလည်းကြိုးစုံနေပါရဲ့ဗျကျွန်တော်ကလည်းဒီနောက်ဒီလိုအဖွဲ့အစည်းမျိုးဘယ်တော့မှမပတ်သက်တော့ပါဘူးလို့လဲဂရုပြုပါရဲ့ဗျကျွန်မကျောင်းဘက်ဖွဲ့တီးတဲ့ကိုစောင့်ကြတာကျွန်မတက်မှာ15နှစ်ပဲရှိပါသေးတယ်ကျောင်းဘက်ဖွဲ့တီးတဲ့ကိုဝင်သွားတဲ့အကြောင်းကတော့ကျောင်းဘက်ဖွဲ့တီးကကျွန်မတို့ရောက်လာပြီးတော့စီအောင်စစ်နဲ့ဟောပြောဝဲလောက်တဲ့တိန်တယောက်နေရပုံစံမျိုးနဲ့ကောက်ခံတယ်သူတို့တိန်တယောက်မှမလိုက်လို့ရှင်မိသားစုတွေတစ်ခါပေးမယ်ဖေမေတို့တက်ပြင်းမဲ့ဘာညာနဲ့ပြောတော့ကျွန်မတို့လည်းကြောက်ပြီးတော့အဲ့ထဲဝင်သွားရင်ဖြစ်ပါတယ်အချမ်းဖို့ပတိရဲ့ကိုရောက်တော့ကျွန်မတို့စစ်တင်နဲ့3လတက်ရတယ်စစ်တင်နဲ့3လမှဆိုရင်လည်းဆေးဝါးလုံးလုံးမရှိဘူးအဲ့ဒါကြောင့်မလို့တချို့သူတို့အဲ့တန်တို့မခံတော့ထွက်ပြေးသူရှိရထွက်ပြေးလို့ပြီးလို့ရှိရင်လည်းသူတို့ကတက်ပြစ်တယ်ရိုင်းနေတယ်နှိပ်စက်တယ်အဲ့ဒါကြောင့်မလို့ကျွန်မတို့လည်းကြောက်ပြီးတော့စစ်တင်နဲ့ကိုကျွန်မတို့ပြီးဆောင်တက်ခဲ့တယ်စစ်တင်နဲ့ပြီးတော့ကျွန်မတို့တွေပြည်သူစစ်ဆန်ရေးမှာတာဝန်ကြတယ်ပြည်သူစစ်ဆန်ရေးကားလက်မကြီးမှာကေဆောင်ကလည်းခုကောက်ခံတဲ့ပုံစံမျိုးနဲ့သူတို့စက်ကြီးတွေကောက်ခံတယ်စီပီပိုင်းဆိုလက်ထောက်ဝါးသေးနဲ့ကောက်ခံတယ်စီပီပါထောက်ဝါးသေးနဲ့ကောက်ခံလို့တချို့ပြည်သူမပေးနိုင်ဘူးပေးနိုင်တဲ့ပြည်သူတွေဆိုရင်လည်းစီပီပါဆက်ချရရှိရပစ္စည်းတွေဆွဲယူရရှိအားကြောင့်မို့တချို့ပြည်သူတွေဆိုရင်လည်းတန်စီအနေနဲ့ခေါ်ပြီးတော့သူတို့တွေကနှိပ်စက်တယ်ရိုက်နှက်တယ်လက်သက်ချီသက်ခုနေခွာတယ်ခေါင်းတွေကိုရင်းနှီးပွေလောင်းတယ်သူတို့ပြောကြပြည်သူသားမိပြည်သူတွေကဖတ်သူတို့လုံနိုင်တယ်သူတို့ပြောရင်လည်းလက်တွေ့မှာတခြားသည်ပဲကျွန်တော်တို့ရဲဘော်ကြီးဆိုရင်လည်းဒန်းလူဆိုပြီးသူတို့ရရှိရကြတော့KTV သားတယ်မကောင်းတဲ့မိန်းမတွေနဲ့ပျော်ပါတယ်တောက်စားတယ်ကေးရှူတယ်ရာမတွေသုံးတယ်သူတို့တညသွားပြီးဆိုရာရှိထောင်းကြီးခုံးတယ်ရဲဘော်တွေဆိုရင်လည်းဟာမိန်းကလေးတွေကိုအာရမပြုကျင့်တယ်ဟိုကျွန်တော်ကြုံတွေ့ပေါ့ဟိုတင်တဲ့သူကောင်မလေးကိုအများကြီးကြိတ်ပြီးတော့စကားပြောချင်တော့ခေါ်ပြီးတော့ကောင်မလေးကိုအာရမပြုကျင့်တယ်ကောင်မလေးကိုကြားလည်းဘာတောင်းမှမယူပဲနဲ့ကောင်မလေးကိုကြားနေကိုပြန်ပို့တယ်ကောင်လေးကိုကြားတော့လည်းဘာပြစ်မှုပြစ်တယ်မှပေးပြီးတော့ဒီတိုင်းထားတယ်အားကြောင့်မို့ကျွန်တော်လည်းအဲ့ထမှာနေရတာကျွန်တော်မလုံးကြုံဘူးလို့ထင်တယ်ကျွန်တော်လည်းအဲ့ကျွန်တော်ဘွားရိုဒီထက်မှနေမှာအဆုံးရှုံးမခံတာအားကြောင့်မို့ကျွန်တော်ထွက်ပြေးခဲ့တယ်ထွက်ပြေးပြီးတော့ကျွန်တော်အလင်းဝင်ကိုစူးစမ်းတယ်သူတို့ကကျွန်တော်တို့နားရိုက်သိမ်းခဲ့တယ်နင်တို့အဲ့တက်မတော်ဘက်ကိုအလင်းဝင်လို့ရှိရင်နင်တို့မိန်းကလေးဆိုရင်အာမပြုတ်ကျင်မှာယောက်ျားလေးဆိုရင်လည်းအသက်16နှစ်ပြည့်ရင်စစ်မှုထမ်းတွေခေါ်မှာဗာညာကျွန်တော်လည်းပြောတော့ကြောက်တော့ရှင်းမှာလင်းဝင်တဲ့တန်ငယ်ချင်းကိုမယ်တန်ငယ်ချင်းအားလုံးအဆင်ပြေတော့တန်ငယ်ချင်းအဆင်ပြေတယ်ဘာမှစိတ်မပူနဲ့အတက်မတော်ဘက်ကလည်းနင်တို့နေထကြိုးစိုးနေတယ်ကျွန်တော်တို့ဒီကရှိတဲ့တောင်းဝင်ရှိတဲ့ဘူကြီးနဲ့ဆက်သွယ်ပြီးကျွန်တော်ဒီမှာလင်းဝင်ခဲ့တယ်ကျွန်တော်ဒီမှာရောက်တော့လဲအားလုံးနေထကြိုးဆိုတယ်ကျွန်တော်တို့ဆိုရင်လည်းဆက်ဆက်ရလုပ်ပေးတယ်သူတို့နေရတယ်သူတို့စားရတယ်ဟိုကျွန်တော်တို့အမောင်တွေကနေအလင်းကိုပြန်ဝင်လာကျွန်တော်အရန်ကိုမှန်တယ်ပေါ့အားကြောင့်မလို့ဟိုမှာရှိခဲ့တဲ့တငယ်ချင်းညီကိုမောင်နှမတွေကိုလည်းအဲ့ဒီထက်မှနေကိုဘောက်ကိုနေမုန်းခံပါနဲ့တက်မတော်ဘက်ကိုလာပြီးလင်းဝင်မှာကိုအဲ့ဘွားကြီးတော့နေမုန်းခံပါနဲ့ကျွန်တော်တို့လည်းဒီကနေအလင်းဝင်ပြီးပြန်လို့ရှိရင်လေကိုမိဘကိုတိုင်းပြည်ကိုလူမျိုးအတွက်ကောင်းမွန်နဲ့နေထိုင်ပြီးတော့ကောင်းမွန်နဲ့လှုပ်ရှားပြီးတော့ကျွန်တော်တို့လည်းနောက်ဒီလိုအမှားမျိုးရုံမကျွတ်တော့ပါဘူးလို့ဂရိသစ္စာပြုပါတယ်ကျွန်တော်ဒီကျန်းဖတ်ဖွေတီရောက်ရတဲ့အကြောင်းအရာကျွန်တော်ရမဲတင်မှာလုပ်ငန်းလုပ်နေချင်တကယ်ချင်းကဖုန်းလက်ဆက်ခေါ်ပါတယ်ရောက်ပါလာခဲ့ဒီဘက်မှာလုပ်ငန်းလုပ်လို့ရန်ကောင်းတယ်ပတ်စံလည်းရန်ရတယ်သူခေါ်လို့ကျွန်တော်ရောက်လာပါတယ်ရောက်လာတဲ့အချိန်မှာသူကကျွန်တော်လူစုဆောင်ရေးပို့လိုက်တယ်လူစုဆောင်ရေးမှာလူတွေတားကြီးများတော့ဦးလေးတော်လေးတွေ့တော့မေးကြဦးလေးတော်လေးကိုဘယ်သွားပြီးလုပ်ငန်းလုပ်ကြမှာတော့လို့မေးတော့ကြတော့ဦးလေးတော်လေးပြောတယ်ဘယ်လုပ်ငန်းလုပ်သွားမှာတော့ငါတို့ဒါလက်နက်ကင်တိုက်ခိုင်းမလို့သူကျွန်တော်ကိုသူကလိန်ခေါ်မြကျွန်တော်တီးတယ်တီးတော့ကျွန်တော်တခါထွက်ပြေးဖို့လုပ်တော့ကြတော့သူတို့ကပြောတယ်မင်းတို့ထွက်ပြေးမင်းတို့တင်မဟုတ်မင်းတို့သားသူကတတ်ပြင်မှာလို့ချင်းချောက်တာလို့ကျွန်တော်အားနဲ့သူတို့ပြောတဲ့အတိုင်းပဲနေလိုက်တယ်နေပြီးတော့သူတို့ပေးတဲ့တင်တန်းကိုလည်းကျွန်တော်တက်လိုက်တယ်တင်တန်းတက်တဲ့ချိန်မှာလည်းခက်ထမင်းဆိုလည်းနမမှန်ဘူးယောဂဖြစ်ကြိုပြောမင်းတို့ယောဂရှိလို့ရှည်တမ်းမပူဘူးအသက်မပြည့်တဲ့ကလေးတွေလည်းရှည်တမ်းမပူလို့သူတို့ကပြောတယ်ပြောလို့ကျွန်တော်တို့ပြောပြတယ်ဒါပေမဲ့သူတို့ကတင်တန်းရောဆင်းပြီးသွားကျွန်တော်တို့ကိုပြောတယ်ရှည်တမ်းပူတယ်အသက်မပြည့်တဲ့ကလေးတွေ15 16 19နေရာစပါပါတယ်ရှည်တမ်းမှာလည်းလက်နက်ခဲယမ်းဆိုပြပြဝဝပေးမထားပါဘူးလူဆိုလည်းနည်းနည်းလေးပဲပေးထားပါတယ်ကျွန်တော်လည်းမိဘကိုချစ်တယ်ဆိုကိုမိဘနဲ့ကိုပြန်တွေ့ကျင်လို့ရှည်တမ်းနေကျွန်တော်ထွက်ပြေးတယ်အိမ်ရောက်တော့ကြတော့ပြည်သူတွေကမိဘပြည်သူတွေကျွန်တော်ကိုနေမခံနိုင်ဘူးရွာတဲ့ကိုနေတဲ့မေကိုတိုင်းကနေမခံဘူးဗျာနေမခံတော့သူတို့အချမ်းမပွဲတဲ့ကျွန်တော်ပြန်လာဖမ်းတယ်လက်ပတ်လာမှာကျွန်တော်ကိုချုပ်ချထားတယ်ချုပ်ချထားပြီးကျွန်တော်လက်ပတ်လာချုပ်တဲ့ကနေကျွန်တော်ပေါင်ဝင်း2ယောက်ထပ်ထွက်ပြေးတယ်ပြေးပြီးတော့ကျွန်တော်တို့ဒီပထမတစ်သုတ်မှာလင်းဝင်သွားတဲ့တငယ်ချင်းကိုဆက်တွေ့တယ်ကျွန်တော်ကိုယ်တိုင်မဝင်ရဘူးဒါပေမဲ့တငယ်ချင်းကပြောတယ်ကောင်းမွန်ဖြောင်းပြပြတော့သူပြောတဲ့စကားကိုကျွန်တော်ယုံလို့ဆိုပြီးကျွန်တော်အလင်းကိုယ်တိုင်လောင်းဝင်တယ်တက်မတော်ကြီးကျွန်တော်တို့နွေးထွေးကြူဆိုတယ်ဒီစားနေရိတ်ခါဆိုလည်းပြပြဝဝပေးတယ်ဆေးကန်းတွေပါတွေလည်းအကုန်လိုက်ပို့တယ်လူလူစိမ့်မရှိအောင်ဆိုကျွန်တော်တို့လိုက်ပို့ပေးတယ်ဒီအကြောင်းမလို့ကျွန်တော်လည်း
ခုဆိုရင်ကျွန်တော်တို့ခန္ဓာပွဲပြီးရင်ကျွန်တော်ဖေမီပါဝင်ကျွန်တော်တို့ရွာကိုပဲလွတ်လွတ်လပ်လပ်နေရတော့မယ်အဲအကြောင်းမလို့ကျွန်တော်လည်းတောထဲမှာရှိနေညီကိုမောင်နှမတငယ်ချင်းမိတ်ဆွေတွေကိုကျွန်တော်ကတော့ဒီနေရာနေသူတို့လှမ်းပြောအလင်းဝင်ဖို့ဖိတ်ခေါ်သေးခြင်းနဲ့နောက်ဒီချမ်းဖတ်ဖွဲ့သေးနဲ့ကျွန်တော်မပတ်သက်တော့ပါဘူးလို့မိဘပြည်သူထံမှာဂတိသစ္စာပြုပါတယ်ခင်ဗျ